90ဝန်းကျင်ဘွားတွေရဲ့ငယ်ဘွားပျော်ရွှင်မှုများ90 case တွေပဲသိလိမ့်မယ်ဆိုရင်မင်းတွေ post တွေကိုအများကြီးမြင်မှုမှာပါ90ဝန်းကျင်ကာလမှာကလေးဘွားကိုဖျက်ဆီးခဲ့ပြီးတဲ့သူတွေကအများနဲ့သူရဲ့ငယ်ဘွားကိုအကောင်းဆုံးလို့ညှို့ဆိုတတ်ကြတယ်အင်တာနက်ပေါ်မှာလည်းဒါမျိုးခဏခဏမြင်မှုကြမှာပါလူတိုင်းငယ်ဘွားသူနည်းသူဟန်နဲ့ထူးခြားကောင်းမှုမိသားပါ90 case ရဲ့ငယ်ဘွားမှာအကောင်းဆုံးမဟုတ်ပါဘူးဒါပေမဲ့ကိုယ်တိုင်နဲ့90 case ဖြစ်တဲ့အတွက်တစ်ဖက်ပိတ်တယ်ပဲထင်တယ်90ဝန်းကျင်မျိုးဆက်ငယ်ဘွားတွေကအမှတ်တရများလုံးနဲ့ nostalgia ဖြစ်စရာကောင်းလုံးတယ်လို့ပဲထင်မိပါတယ်90ဝန်းကျင်မွေးဖွားသူတွေငယ်ဘွားတွေကပြောင်းလဲတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရတယ်ဂီတရေးစီးကြောင်းပြောင်းလဲမှုအင်တာနက်ပေါ်ထွန်းလာမှု digital တွေစတင်နေရာယူလာမှုစတာအများကြီးပါပဲခေတ်အောင်တစ်ခုရဲ့အဆုံးသတ်တဲ့ခေတ်တစ်ခုရဲ့အစာပြုံးမှုတွေကိုငယ်ဘွားမှာထိတွေ့ခွင့်ရခဲ့တာ90 kids တွေပါပဲ90ဝန်းကျင်ဘွားတွေကအပြင်ထွက်ပြီးတော့စော်စားခြင်းပျော်ရွှင်မှုကိုခန်းစားခွင့်ရခဲ့တဲ့နောက်ဆုံးမျိုးဆက်ဖြစ်သလိုဗီဒီယိုဂိမ်းတွေကိုစတင်စားခဲ့တဲ့အင်တာနက်ကိုအကျွမ်းတဝင်စတင်ထိတွေ့ခွင့်ရခဲ့တဲ့ပထမဆုံးမျိုးဆက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ငယ်ဘွားမှာပုံခေတ်ဂေါ်လီခေတ်စွန်ခေတ်ဂျင်ခေတ်ဆိုပြီးတော့ရှိသလိုတပြိုင်တည်းမှာပဲ PlayStation 1 2 ဂိမ်းဆိုင်လေးတွေကလည်းနေရာနဲ့မှာပေါ်ပေါက်လာနေပါပြီပုံခေတ်ကတော့မင်းသားမင်းသမီးတွေကာတွန်းရုပ်လေးတွေပါတဲ့ပုံလေးတွေစုဆောင်းထားတဲ့ခေတ်ပါနာရူတိုပါရင်းဂျာဒေါ်ရမွန်ပိုကီမွန်စားတဲ့ရုပ်ပုံလေးတွေပါတဲ့ပုံတွေကိုကပ်ပြားလိုက်ဝယ်နိုင်အကောင်ပဲလို့ဆိုလို့ရပါတယ်ဝယ်နိုင်လည်းကိစ္စမရှိပါဘူးကိုသာကစားနည်းကိုကျွမ်းလို့ရှိရင်သူများပိုင်ဆိုင်တဲ့ပုံတွေကကိုယ့်ပုံဖြစ်လာနိုင်ပါတယ်4000စီဝိုင်းထဲမှာပုံတွေထပ်ထားပြီးတော့ဝေးကနေဖက်နှက်နဲ့လမ်းပြစ်ရတာပျော်ဖို့ကောင်းလို့လက်ဖွားပေါ်ပုံကပ်ပြီးတော့ပုံချင်းချင်းရိုက်တဲကြတဲ့သူနိုင်စွာကလည်းပြောစရာပါပဲညင်ဒီကတော့တူနေတဲ့ပုံရှေ့နောက်ကတ်ထားတာပါဒါဆိုရိုက်တိုင်းတဲကြနေလို့အမြဲနိုင်ပါတယ်ဂေါ်လီခစ်ကမိုးရသည့်အစလို့ထင်ပါတယ်ဂေါ်လီကို twist နဲ့ပြစ်နိုင်အကောင်ပါပဲဝိုင်းနဲ့ဂေါ်လီကိုကောင်းအောင်တောက်ထုတ်ရတာဒူးဂေါ်လီကိုဒူးထီအောင်ပြစ်ပြီးတော့တတ်ခွင့်ရှိတာလက်ထထွားစားကွာဝေးသည်ပြစ်ပြီးတော့တတ်ခွင့်ရှိတာတဲ့ပြောစရာကောင်းပါလေဂေါ်လီပြစ်တဲ့နေရာသည်ကြွကြွတဲ့ဂေါ်လီပြေးထည့်ပြီးတော့တဲလာနိုင်တဲ့ကောင်တော့အကောင်ပါပဲနိုင်ငံဂေါ်လီကတော့တွိနဲ့ပြစ်လို့ကောင်းလုံးပါလေမိုးကုံဆောင်ကူမှာတော့စွန်ခစ်ကိုရောက်လာပါလေမြောက်ပြန်လီနဲ့တူညနေဆိုရင်စွန်လွတ်ပြီးတော့အပြိုင်ဆိုင်ကျိုးဖျက်ကြပါလေစွန်ကျိုးမှန်သာတိုက်ပြီးတဲ့လုပ်ငန်းလေးတွေကလည်းအသီးသီးပေါ်လာပါလေအချီကျိုးမှာထမင်းလုံးမှန်ကွဲတွေရောတုတ်ထားမလို့ထပ်ပြီးတော့လက်နဲ့ပွင့်အောင်မှသွေးထွက်ပါလေရေပိန်လေးတွေကိုစီနဲ့ညနေဆိုလဲကွင်းနဲ့စွန်လာလွတ်တဲ့သူတွေအများကြီးပါပဲကလေးတွေကလည်းဝက်လုံးတွေတစ်ကိုင်းတွေကိုစီနဲ့စွန်ပြက်လာရင်ပြေးလိုက်ကြပါလေညနေဆိုပြက်လာတဲ့စွန်တွေ4-5ခုလောက်လိုက်ကောက်နိုင်အကောင်ပါပဲညနေပဲဆိုစပိန်ရှေ့ချင်းနဲ့စွန်နဲ့ရေလုံးထည့်ပြီးတော့လေပီလင်းချင်းရှူချိုင်းနဲ့စွန်လွတ်ထွက်ရတဲ့ရတာဘာနဲ့မှမလဲနိုင်ပါဘူးစွန်ကမှဖားစွန်နဲ့ဝိုင်းစွန်ဆိုပြီးတော့လည်းနှမျိုးရှိခဲ့ပါသေးတယ်ຫນွေနာကက်လာရင်တော့လမ်းတွေရေမပြေတော့ပဲမြေကြီးလေးတွေမာလာကြရင်မို့လို့ဂျင်ပေါက်လို့ရတဲ့ဂျင်ခစ်ကိုရောက်လာပါပြီဂျင်ပေါက်ကစားတာကတော်တော်လေးကိုပြန်ဆိုင်မှုပြင်းထန်ပြီးပညာပါပါတယ်ဆိုစပတ်ဆိုလိုမျိုးကျွန်တော်ဘာမှမသိပဲခေါ်ကြတဲ့အရာကိုလုံနိုင်ရင်ကောင်းပါပဲသူကဂျင်ကိုမြေကြီးနဲ့မထိပဲနဲ့လက်ပေါ်ဆွဲတင်ရတာပါငငယ်ကအဲ့ဒါလှုပ်ထပ်ဖို့ထမင်းမေးဟင်းမေးလေးကျင်းလိုက်ရပါတယ်ဇော်ကြီးရေတန်းတို့ဘာတို့တွေလည်းရှိပါသေးတယ်ကစားပွဲနဲ့ခဏထွက်ခြင်းခဏထွက်ဆိုអော်ပြီးတော့ပြန်ဝင်ခြင်းဝင်စိုးလို့អော်ရတာလည်းရှိပါတယ်ရုပ်တည်ရုပ်ရှင်ရေသူမာကြီးကုန်းလားရေလားကလမာစီးနေဥပစ်တန်းဒူဒူပုံးတိုင်းစိန်ပြေးလိုက်တန်းဆက်မိဆက်လိုက်ကျိုးခုံရွှေတကားကြီးဖွင့်မအောင်ကစားနည်းတွေမှာအများကြီးပါပဲအဲတုန်းကအိမ်တိုင်းTV မရှိသေးပါဘူးအောက်ဆက်မရှိသေးပါဘူးရေဒီယိုကတော့အိမ်တိုင်းဒီပါစပြီးတော့ရှိနေပါပြီကျွန်တော်ရဲ့ငယ်ဘွားကိုကြိုက်တဲ့သချင်းကိုစိတ်ကြရွေးချယ်နားထောင်ခွင့်မရှိဘူးရေဒီယိုကလာတဲ့သချင်းပဲနားဆင်ရတာပါဒါမှမဟုတ်လေလူကြီးတွေကတ်ဆက်နဲ့ဖွင့်တာကိုပဲနားထောင်တာဖြစ်ပါတယ်ဆိုတော့တယောက်ကသချင်းကိုအစ်စ်ထွက်ရင်အဲချင်းကိုနားထောင်မှုအတွက်အားကိုးရတာကလက်ဖေးဆိုင်မှာပဲလက်ဖေးဆိုင်တွေကအဲတုန်းကသချင်းနားထောင်မှုနေရာဖြစ်ခဲ့ပါတယ်လန်တလန်မှာ TV ရှိတဲ့အိမ်တိန်ကတော့အနည်းဆုံးရှိတတ်ပါတယ်မြောက်ရီကနေည9နာရီနဲ့9နာရီမှလာတဲ့ကိုရီးယားတရုတ်ရုပ်သံဇလန်တွေကအရန်ကိုခေတ်စားခဲ့တာပါဆောင်းရွက်ကြွေချစ်သက်တွေကမြန်မာတိုင်းနိုင်ငံလုံးကိုရီးယားပို့ထည့်လိုက်တာပါပဲတရုတ်ဇလန်တွေမှာတော့စုံခုံရဲ့အနောက်ဘက်သို့ခီးသွားခြင်းကကျွန်တော်တို့ငယ်ဘွားရဲ့အကြိုက်ဆုံးဇလန်ပါဦးခုံရဲ့ကိုဘွားထွက်တာတွေလူကောင်ကြီးတာတွေပင်လယ်ထဲရေငုပ်တာတွေကိုဖြောက်တာတွေကကလေးတွေအကြိုက်ဖြစ်ခဲ့ပါတယ်ပါရင်းညာကားတွေကလည်းကျွန်တော်ငယ်ဘွားရဲ့မရှိမဖြစ်ပါပဲနန်းတွင်ရှုပ်တော်ပုံရှိတော်ရှိတယ်ရှားတယ်စပိုင်ချိုဝမ်ဂျူမုံအီဂျီမဲ F4 စတာတွေကအမှတ်တရတွေဖြစ်ခဲ့ပါတယ်ကျွန်တော်ငယ်ဘွားကြောင့်ပြောမယ်ဆိုလို့ရှိရင်စာအုပ်ငါးဆိုင်လေးတွေကလည်းမဖြစ်မနေပါဝင်ပါတယ်တွတ်ပီဦးချန်စာကျော်ဆန်ကေးဘိုဘိုမမောင်သာရဲရွှင်ပြူတတိုင်းမွေးကလေးကြနယ်ကြောက်ချက်ကိုပူစီပြောရင်ကုန်မှာမဟုတ်ပါဘူးတရက်စာအုပ်ငါးဖက်ရတာနဲ့တင်အချိန်ကုန်နေတာပါညာဘက်တွေဆိုအမေစုမှာဆိုလို့စာအုပ်မှာဓာတ်မီထိုးပြီးတော့စာအုပ်ခိုးဖက်တဲ့ရတာကဘာနဲ့မှမတူပါဘူးအိမ်သားတခါတက်ရင်လည်းစာအုပ်ဖတ်နေလို့နိုင်ဝက်လောက်ကြာတတ်ပါတယ်ခုနေပြန်တွေးကြည့်ရင်တော့ကြီးကြပါကျွန်တော်ငယ်တုန်းကစာအုပ်ဖတ်တာတော့အင်အားခွင့်မပြုလို့ခိုးဖက်ခဲ့ကြပါတယ်ပြီးတော့ဂိမ်းဆိုင်မို့2005ခုနှစ်ဝန်းကျင်မှာဘီဒူးဆိုင်လေးတွေစပြီးတော့ပေါ်ပေါက်လာခဲ့တယ်ငယ်ငယ်တုန်းကဂေါ်ရော့ဝါကိုအတန်မထွက်တော့ဂေါ်ဝါလို့ခေါ်တာမှတ်ရမိတယ်ငကားကြီးတွေလိုဒန်တိုင်းလာတရဝိုင်နဲ့ချတဲ့ပြင်ကလေးရုပ်ထုလေးရှူရှူပန်းနေတဲ့အခန်းကလည်းကျွန်တော်ကလေးတွေအတွက်အင်မတန်မှထူးဆန်းခဲ့တာပါရမ်မိုဂျပူမီမင်းသားနဲ့ခမောင်မင်းသားကားသခိုးစမတ်ဒေါင်းဘောလုံးအမြန်ဘောလုံးအနှေးဒါတွေကတော့ winning တို့ PS တို့ပြီးတော့ DJ Fighter Down Hey Superman နဲ့ Batman တငယ်ချင်းတွေမဟုတ်ဘူးဆိုပြီးတော့ဂိမ်းသွားဆွားတဲ့အရသာက share ပါပဲ POM မှာဆိုရင်ရေနံကွန်မန်းအာလာဒင်တက်ကန်နာမည်ရီတောင်တိတ်ပြီးတော့မမှတ်မိကျင်တော့ပါဘူးအများကြီးရှိပါတယ်
ဒိုတာဝမ်ကျောင်းကလည်းမပါမဖြစ်ပေါ့အဲ့တုန်းကဒီဘက်ကျောင်းကဘရူဂျာ3ဖွဲ့နဲ့ဟိုဘက်ကျောင်းကဘရူဂျာ3ဖွဲ့ဆိုင်မှာချိန်ပြီးတော့စောကြလဲမှတ်တရပါပဲကြီးတွေတော့မပါပါသေးတယ်2010ကာလမှာတော့ဝါကာတချင်းနဲ့အတူဘောလုံးပိုးကကျွန်တော်တို့စီကိုအပြင်းထန်ကူးဆက်လာပါတော့တယ်လက်ပေးဆိုင်မှာဘောလုံးပွဲကြီးရတဲ့အနှစ်သာရကိုရခဲ့တာကျွန်တော်တို့မျိုးဆက်ကနောက်ဆုံးပါပဲအင်တာနက်တွေလည်းစတင်ရနေပြီဆိုတော့ကွန်ပျူတာဆိုင်မှာဂျီတော့သုံးပြီးတော့ဖုန်းကြောင်ခဲ့ကြတာပါအဲ့တော့နာမည်လေးတွေကပြောရမယ်ဆိုရင်ဗျာအီမိုကောင်လေး95တို့ပင်ကီလေးတို့ဘာတို့ပေါ့မိုးရီကိုလိုရှင်းလူတာမျိုးကြောမြိုင်ပစ္စည်းဒါတွေကိုလည်းမှတ်မိကြမှာပါအင်တာနက်ဂိမ်းဆိုင်ခေါက်ဆွဲပြုတ်ဟာ5 star hotel အထူးစားစာထပ်တောင်မှပို့လို့ရတာရှိပါသေးတယ်ဖုန်းတွေပေါ်လာတော့လဲဖုန်းဂိမ်းတွေစဆော့ခဲ့ရတာကျွန်တော်မျိုးဆက်ပါပဲ Fruit Ninja COC Ace Arena Dr. Driving Angry Bird တကယ်ကိုလွမ်းစရာပါ Mobile Legends စားဆိုတဲ့မျိုးဆက်ကလည်းကျွန်တော်တို့ပါပဲ Dota နဲ့ Mobile Legends ဝါးတွေတောင်မှ throw group တွေမှာဖြစ်လိုက်ပါသေးတယ်ဘောလုံးမမှာလည်း throw တာတွေကိုစားခဲ့တာကျွန်တော်တို့မျိုးဆက်တွေပါပဲ Chelsea ရှုံးရင်ဖြတ်ပေါက်ချုပ်လုပ်မယ်လို့ throw group တွေပြောခဲ့တဲ့တယောက်ကြောင့်ယနေ့ထိအပြာမယ်လေးတွေညီမလေးတွေလိုနာမည်တွင်သွားတာအမှတ်ရမိပါတယ် Man City fan တွေကကလေးတွေပဲအားပေးတာမလို့ no ဘူးလို့ခေါ်ခဲ့ကြတာပါဂီတဘက်မှာဆိုရင်ကျွန်တော်တို့ကငယ်ဘဝမှာထူအိမ်တင်ဆိုင်ဒီဇိုင်းစိုးလွင်လင်တို့မိလို့ hip hop ကာချာမှာဆိုရင်ကျွန်တော်တို့နဲ့အတူတူစတင်ခဲ့တာပါ90ဘုံတွေရာဒီဘက်ခေတ်မှာခေတ်စားတဲ့ရာအတိုင်းရဲ့အစာအုပ်ကိုမိခဲ့သလိုအင်တာနက်နဲ့တူကြီးပြင်းခဲ့တဲ့မျိုးဆက်ပဲဖြစ်ပါတယ်တပြိုင်နက်တည်းမှာပဲပြင်ပမှာသွားလာစော်ကစားပြီးတော့ပျော်ရွှင်မှုအစစ်မှန်ကိုစကရင်ပေါ်မှာမဟုတ်ဘဲနဲ့ထိတွေ့ခံစားခဲ့ရတဲ့မျိုးဆက်ဖြစ်ပါတယ်ဖုန်းတွေမပါဘဲတယောက်နဲ့တယောက်အချင်းချင်းလုံနိုင်ခဲ့ကြတာဟာကိုယ်နေပြန်တွေ့ရင်လွမ်းစရာပါပဲနောက်ပြီးတော့ရိုနယ်ဒိုနဲ့မက်ဆီခေတ်ကိုအစားဆုံးမိခဲ့တဲ့မျိုးဆက်လည်းပဲဖြစ်ပါတယ်အင်တာနက်ပေါ်ကမင်းကာချာတွေကိုစတင်နိုင်ခဲ့တဲ့မျိုးဆက်ကလည်း90 kids တွေပါပဲကျွန်တော်မှပြန်ပြောလို့ကောင်းတဲ့ကိစ္စတွေအများကြီးရှိပါတယ်ကျွန်တော်ရေးထားတာမဆုံးလင်းပါဘူးမိတ်ဆွေတွေရော90ဘွန်လားကိုယ့်ရဲ့ငယ်ဘဝအမှတ်တရဘာတွေရှိလဲပြောပြခဲ့လို့ရပါတယ်